ဝမ်းနဲ့နေသောလူရှင်တော်ပြင်ဆင်ထားတာထက်ပိုပြီးခက်ခဲလာတဲ့အတွက်အရေးသားတွေဒီအတိုင်းရပ်ထားလိုက်တယ်စဉ်းစားတွေးခေါ်ခြင်းတွေရပ်ထားလိုက်တယ်မပြီးစီးတဲ့အဆောက်အအုံတွေလို့ပေါ့ကျွန်တော်မြင်လိုက်တာနဲ့ကျွန်တော်မှာဘာတွေလိုအပ်နေမယ်ဆိုတာခင်ဗျားတွေ့ရမယ်အိုင်မီခရာမာဆိုတာပြောတယ်အသက်30ပြည့်တာနဲ့ဘာတွေဘလောက်ပဲချမ်းချမ်းအဲ့ဒီဘဝခွက်ကိုမှောက်လိုက်ပြီပဲဒီမှာ30မပြည့်သေးဘူးခွက်ကိုဆွဲမောက်လိုက်ဖို့ကျွန်တော်မှအစင်သင့်ဖြစ်နေတယ်ဘဝမှာရင်းကြီးလေးတစ်ချက်ဝှေ့တိုက်ဖို့ကိုအဓမ္မမမျှော်လင့်ခဲ့ပါအဲ့ဒါလို့အလိုရမဲ့နဲနဲနဲ့လောကကိုတက်မဲ့လွန်းခဲ့တာအခုတော့မပြင်ဆင်ခဲ့တဲ့အသေးမွှားလေးကကျွန်တော်အသက်ကိုပဲခဏခဏတောင်းတယ်စေးမီတို့နဲ့ကုသလို့ပေါ့လူများများကြားတိုးဝင်ပြီးစကားများများပြောတယ်ကြဲကြဲလောင်လောင်ရဲစရာတွေအမြဲမပြတ်ရှာဖွေတင်ဆက်နေတယ်ဟာတနဲ့တာမပြန်တိုင်းရင်ကျွန်တော်ပြက်ကြနေတာကြာပြီခတ်အောင်လိုင်းတစ်2014